ဒါဖြင့်အဲ့ဒီသောတာပန်ဖြစ်ဖို့အတွက်ကဘာတွေလိုအပ်တုံလို့မေးလို့ရှိရင်သူကအကြောင်းတရား၄မျိုးသောတာပန်ဖြစ်ဖို့အကြောင်းတရား၄မျိုးရှိတယ်အကြောင်းတရား၄မျိုးကဘာလဲလို့ဆိုရင်နံပါတ်၁ကတပ္ပုရိတတန်တေဝသူတော်ကောင်းနဲ့ပေါင်းသင်းမှုနောက်တတ္တမတဝနာသူတော်ကောင်းတရားကိုကြားနာမှုဒါအပြင်ဘက်ကအကြောင်းနှစ်ခုနောက်အတွင်းအကြောင်းနှစ်ခုကဘာလို့ဆိုရင်ယောနိသောမနတိကာရမှန်မှန်ကန်ကန်နှလုံးသွင်းဆင်ခြင်တတ်မှုဓမ္မာနုဓမ္မပฏิပတ်တိလောကုတ္တရာတရားနဲ့လျော်တဲ့အကျင့်တရားကိုကျင့်ကြံကြိုးကိုအထောက်မှုလို့ဒါကအတွင်းပိုင်းကအကြောင်းနှစ်ခုအလုံးပေါင်းလိုက်တော့အကြောင်း၄ခုရှိတယ်ကြည့်အဲ့ဒီနေရာမှာရှင်သာရိပုတ္တရာသောတာပန်ဖြစ်တာကိုကြည့်ရှင်သာရိပုတ္တရာဟာရှင်အတ္တစီနဲ့တွေ့တာတပ္ပုရိတတန်တေဝရှင်အတ္တစီကယေဓမာဟိတုပ္ပဘဝဆိုတဲ့တရားကိုဟောလိုက်တဲ့အခါတတ္ထမတဝနာဒီနှစ်ခုရှိတယ်သူ့ရဲ့ရှင်သာရိပုတ္တရာရဲ့ပင်ကိုယ်မှာရှိနေတဲ့ယောနိသောမနတိကာရတရားနာနေတဲ့အချိန်မှာ apply လုပ်တာဒါကျင့်တာပဲပေါ့ကျင့်တယ်ဆိုတာဟာအချိန်ကြာကြီးကျင့်ရတာလူတယောက်နဲ့တယောက်ဒါကမတူဘူးเนาะတယောက်နဲ့တယောက်မတူဘူးတရားနာရင်လည်းပဲခန္ဓာကိုအသိဉာဏ်ကရောက်ရှိသွားပြီးတော့နှလုံးသွင်းဆင်ခြင်သွားတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်အဲ့ဒါကြောင့်မလို့ရှင်သာရိပုတ္တရာတို့ကြတော့ခန္ဓာကိုရှင်သာရိရှင်အတ္တစီဟောနေတဲ့အချိန်လေးအတွင်းမှာပဲသူကဆင်ခြင်လိုက်လို့အသိဉာဏ်တွေပွင့်သွားတာအဲ့ဒီအချိန်လေးဟာဒါကျင့်တဲ့အချိန်လေးပဲအတိုင်းတာတစ်ခုနဲ့တစ်ခုမတူဘူးလေလူတော်မှအပြင်ဘက်ကျင့်ကြတာပဲကြည့်အောင်တချို့ကတစ်လနဲ့တချို့ကတစ်ဖက်နဲ့သောတာပန်ဖြစ်တယ်တချို့ကတစ်လနဲ့မှသောတာပန်ဖြစ်တယ်တချို့ကတစ်နှစ်နဲ့မှဖြစ်တယ်ဟောတဦးနဲ့တူတာမဟုတ်တချို့ကတရားနာရင်လေးနဲ့ဖြစ်သွားတယ်ဒီလိုမတူတာဟာတယောက်နဲ့တယောက် qualification မတူတာပေါ့အရေးချင်းချင်းမတူတာအဲ့တော့ဘယ်ကိစ္စမှာပဲဖြစ်ဖြစ်လူဟာတဦးနဲ့တူရည်ချင်းချင်းဆိုတာတူတာမှမဟုတ်တာအေးကောင်းပြီအဲ့ဒီမှာအခုအကြောင်းတရား၄မျိုးပြည့်စုံပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာသောတာပန်နလို့ခေါ်တဲ့ဒီနိဗ္ဗာန်လမ်းကြောင်းထဲကိုရောက်ရှိသွားပြီပထမဆုံးရောက်ရှိအဲ့ဒါလိုရောက်ရှိသွားလိုက်တဲ့အချိန်မှာသူဟာဒိဋ္ဌိလို့ဆိုတဲ့မှားယွင်းနေတဲ့အမြင်တစ်ခုဟာလည်းပျောက်ကင်းသွားတယ်ဝိသိကိစ္စဟာဆိုတဲ့တရားဓမ္မအကျင့်တရားနဲ့ပတ်သက်ပြီးတော့လေတန်တရားကင်းစင်သွားတယ်ဒီနှစ်ခုဟာသူ့အဖို့မှာလုံးဝလွတ်ကင်းသွားတယ်ဆိုလိုတာကတရားနဲ့ပတ်သက်လာလို့ရှိရင်သူ့မှာတန်တရားဆိုတာလုံးဝမရှိဘူးဖရာတရားတန်ခါနဲ့ပတ်သက်လာရင်တန်တရားဆိုတာလုံးဝမရှိတော့ဘူးမှားယွင်းတဲ့အမြင်ဟာလည်းသူ့မှာလုံးဝမရှိတော့ဒါရင်လာလို့ဆိုမကဘူးသူ့မှာအပေချလောက်တဲ့လောဘဆိုတာလည်းမရှိတော့ဘူးအပေချလောက်တဲ့ဒေါသလည်းသူ့မှာမရှိတော့ဒေါသရှိသေးတော့လည်းအပေချလောက်အောင်မပြင်းထန်တော့ဘူးလို့ဆိုလို့တယ်ကျန်တဲ့ကိလေသာတွေဟာလည်းအများကြီးရောပါသွားပြီစိတ်ကောင်းနှလုံးကောင်းတွေအများကြီးဝင်သွားပြီသောတာပန်ဖြစ်သွားတယ်ဒီလိုဆိုလို့တယ်သောတာပန်ပုဂ္ဂိုလ်မှာဒီမာနရှိပေမဲ့လို့စော်ကားတဲ့မာနမျိုးသူ့မှာမရှိတော့ပြီးတော့အိတ်တမစ္စရိယဆိုတာသူ့တဏ္ဍာမှာမရှိတော့ဘာလို့လဲဆိုရင်တရားဓမ္မနဲ့ပတ်သက်ပြီးသူ့မှာမစ္စရိယဆိုတာမရှိဘူးသောတာပန်ဖြစ်သွားတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်မှာဘယ်လိုအတွေးတွေဝင်နှုံးလို့ဆိုလို့ရှိရင်ငါရတဲ့ငါသိတဲ့တရားမျိုးတလောကလုံးရှိတဲ့ပုဂ္ဂိုလ်တွေသိကြပါစေဆိုစိတ်ရှိတယ်ဒါသူ့ရဲ့ဆန္ဒဖြစ်တာနော်သောတာပန်ဖြစ်သွားရင်အဲ့ဒီဆန္ဒအရင်ဖြစ်တယ်ငါသိတဲ့တရားဓုတရားမြတ်တွေတရားတွေအားလုံးသိကြပါစေဆိုပြီးတော့ဒီစိတ်ဆန္ဒဖြစ်တယ်တဲ့သူသိတဲ့တရားကိုသူများပြောဖို့ရကြတော့ရွှေအိုးကိုသူများပြဖို့ရဝန်လေးတယ်လို့ဝန်လေးတယ်တဲ့ဒါသောတာပန်ပုဂ္ဂိုလ်ရဲ့အခြေအနေနှစ်ခုစာပေကျမ်းဂန်မှာဒီလိုရေးထားအဲ့တော့သောတာပန်ဒီသောတာပန်လို့လျှောက်ပြောနေရင်တော့ဒါတကယ်မရသေးတဲ့ပုဂ္ဂိုလ်ပဲဖြစ်နိုင်တာပေါ့နော်ရွှေအိုးမစင်ရင်တော့ပြလို့ရတာပဲပေါ့ဘယ်သူမှမယူဘူးလေရွှေထုတော့ပြလို့ရမှာပေါ့ရွှေစစ်ဆိုရင်တော့ဘယ်သူမှမပြဘူးလို့ဆိုလို့တယ်အဲ့သောတာပန်ဖြစ်သွားပြီဆိုတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ဟာအဲ့ဒီနှစ်ခုရှိတယ်လူတိုင်းကိုသူအတိမျိုးသိစေခြင်းနဲ့သူသိတဲ့တရားကိုသူများထုတ်ဖို့ပြောဖို့ရကြတော့ကိုသိမ့်ထားတဲ့ရွှေအိုးကိုသူများပြဖို့ရဝန်လေးသလောက်ဝန်လေးတယ်ဒီလိုဆိုလိုတာနော်အဲ့ဒီလိုအချင်းရနှစ်ခုနဲ့ပြည့်စုံကဲသောတာပန်ဖြစ်သွားတာကြတော့ဘယ်လိုအင်္ဂါရက်တွေနဲ့ပြည့်စုံသွားတော့ခုနကသောတာပန်ဖြစ်ဖို့ရာအတွက်က
အကြောင်း၄မျိုးနဲ့သူကြိုးစားအထောက်လို့သောတာပန်ဖြစ်သွားပြီနိဗ္ဗာန်လမ်းကြောင်းပေါ်သူရောက်သွားပြီပထမဆုံးအဲ့ဒီရောက်သွားတဲ့အခါမှာသူ့ရဲ့သောတာပန်တွေရရှိတဲ့အင်္ဂါရက်၄ခုကဘာတော့ဆိုလို့ရှိရင်သူကဗုဒ္ဓေအဝိစ္စပတာဒမြတ်စွာဘုရားပေါ်မှာယုံကြည်တာခါတိုင်းယုံကြည်တာနဲ့မတူဘူးအသိဉာဏ်နဲ့ဂုံကိုနှစ်ကာယုံကြည်တာမျိုးဓမ္မေအဝိစ္စပတာဒတရားပေါ်မှာယုံကြည်တာလည်းပဲအသိဉာဏ်နဲ့နှစ်ကာယုံကြည်တာတာမန်ယုံကြည်မှုမျိုးမဟုတ်တော့ဘူးတန်ခေအဝိစ္စပတာဒအရိယတန်ဃာတွေပေါ်မှာယုံကြည်မှုကလည်းပဲအသိဉာဏ်နဲ့ယုံကြည်တာမျိုးဖြစ်သွားတယ်ဆိုလိုတာကတရားတက်မဟုတ်ဘူးသူကအသိဉာဏ်နဲ့တွဲဖက်ထားတဲ့တရားဖြစ်သွားပြီအသိဉာဏ်ပါသည့်အတွက်ကြောင့်သူဟာယုံကြည်ချက်ကိုဘယ်တော့မှမပြောင်းတော့ဒီလိုပြောတာနော်တာမန်ယုံကြည်တယ်ဆိုရင်ယုံကြည်ချက်ကပြောင်းနိုင်သေးတယ်လေဒီပြင်လူတယောက်ကလာပြောသွားရင်သူယုံကြည်မှုကပြောင်းသွားနိုင်သေးတယ်သူကအဲ့ဒါလို့မဟုတ်ဆုံးဖြတ်ပြီးတော့ယုံကြည်တာနော်ဒါသာအမှန်ဘယ်သူပြောလို့မှမရတော့ဖရာတရားတန်ခါနဲ့ပတ်သက်ပြီးတော့အဝိစ္စပတာဒဆိုတာတုံလို့ရင်းရိုင်ခြင်းမရှိတဲ့အသိဉာဏ်ပါတဲ့တရားနဲ့ယုံကြည်တာတဲ့နောက်တစ်ခုကအရိယကန္တသီလလို့ဆိုတဲ့၅ပါးသီလ၅ပါးသီလကိုအရိယပုဂ္ဂိုလ်တွေကအမြဲတမ်းမျက်မျက်နှိုးနှိုးထိမ့်သိမ့်ဆောက်ရှောက်လို့အရိယကန္တသီလလို့ခေါ်တယ်ဘယ်လောက်ထိအောင်မျက်နှိုးတုံဆိုရင်သိသည်ဖြစ်စေမသိသည်ဖြစ်စေအဲ့ဒီအရိယပုဂ္ဂိုလ်လေးဟာဆိုပါစို့သောတာပန်ပုဂ္ဂိုလ်ဟာလူဘဝမှာဒီဘဝကသောတာပန်ဖြစ်ပြီးနောက်ဘဝလူဖြစ်တယ်ဆိုပါစို့အဲ့ဒီလူဖြစ်လာတဲ့ဘဝမှာသူက၅ပါးသီလအလိုလိုလုံးလာတယ်သူများအသက်တတ်တယ်ဆိုတာသူမှမရှိနော်သီလလို့သူသိသည်ဖြစ်စေမသိသည်ဖြစ်စေသူများအသက်တတ်ရမှာတိတ်ဝန်လေးတယ်မတတ်ဘူးသူများဥစ္စာခိုးဖို့ရအတွက်ဘယ်တော့မှမစင်စားဘူးနော်သူတော်ဘာတမယပြမမှုဆိုစိတ်ထဲတော့မရှိဘူးလိန်ပြောဖို့ရဆိုတာလဲသူကစိတ်ထဲမှာမရှိဘူးအယက်သေးစားတောက်စားမှုဆိုတာလုံးဝအနတ်တော့မခံနိုင်ဘူးဒါသောတာပန်ဖြစ်ထားတဲ့ပုဂ္ဂိုလ်ရဲ့အင်္ဂါရက်တွေပဲပေါ့အဲ့ဒီအနေအထားမျိုးတွေကိုပြောင်းလဲသွားစေတယ်ဒါစိတ်ကပြောင်းသွားရင်ဒီအခြေအနေတွေအကုန်ပြောင်းတာပဲလေအဲ့တော့သောတာပန်ဖြစ်သွားရင်ဖရာပေါ်မှာနှစ်ကာယုံကြည်ခြင်းတရားပေါ်မှာနှစ်ကာယုံကြည်ခြင်းတန်ခါပေါ်မှာနှစ်ကာယုံကြည်ခြင်းနဲ့အရိယကန္တသီလနဲ့ပတ်သက်လာလို့ရှိရင်ဒီဘဝမပြောနဲ့ဘယ်ဘဝမှမချိုးဖောက်တော့ဘူးတဲ့သိသည်ဖြစ်စေမသိသည်ဖြစ်စေသူကအဲ့ဒါလောက်ထိအောင်မြဲသွားပြီလို့ဒီလိုပြောတာအဲ့ဒီ၄ချက်